စီလဲမပါတခြားလဲမပါပဲနဲ့တဘာဝပြားရီအချိုရတာလေးနဲ့ကြက်ကင်ချချိုလေးတစ်မျိုးကိုစနီကဒီနေ့လုပ်ပြပေးမှာဖြစ်ပါတယ်။ဂျပန်ရိုးရာအစားအစာတစ်ခုဖြစ်တဲ့တေရီယာကီချစ်ကင်းလို့ခေါ်တဲ့ဒီကြက်ကင်ချချိုလေးကိုတော်တော်များများလဲသိပြီးသားဖြစ်မှာပါ။မတည့်ရသူလေးလည်းရှိသလိုနီးစနစ်ကြက်မချက်တက်တဲ့သူလေးလည်းရှိမှာဆိုလို့စနီကလာမျှဝေပေးတာဖြစ်ပါတယ်။သူ့ရဲ့အရာသာလေးပြားရီကြက်ကင်စားနေရတယ်လို့မျိုးပြားရီကြက်ကြော်စားနေရတယ်လို့မျိုးအရာသာလေးတစ်မျိုးရမှာပါနော်။ high protein အတွက်ဆိုရင်ကြက်ရင်မုံသားသုံးပေးရမှာဖြစ်ပေမဲ့လို့ဒီ teriyaki chicken နဲ့လိုက်တဲ့အသားလေးကတော့ကြက်ပေါင်ခွာသားလေးပါနော်ကြက်ပေါင်သားလေးကိုလေစနီးကကယ်လိုရီအနည်းဆုံးဖြစ်အောင်လို့အရေးခွန်းနဲ့အစီလေးဖယ်ထုတ်ပေးထားလိုက်ပါတယ်ဘယ်သားကိုနေနေလေးမချက်ခင်အရင်နှက်ပေးမှအရသာဖို့ကောင်းစီတာပေါ့နော်ကြက်သားနဲ့နေရဲမှာအလွယ်ကူရိုးရှင်းဆုံးဖြစ်တဲ့စားနဲ့ငရုတ်ကောင်းနှမျိုးပဲထည့်ပြီးတော့ကြက်သားကိုနှက်ပေးထားလိုက်ပါမယ်အနည်းဆုံးမိနစ်30ခန့်နှက်ပေးရပါမယ်ဒါမှအသားလေးကိုအရသာလေးတွေစိတ်ဝင်ပြီးတော့စားတဲ့ချိန်မှာပို့ပြီးတော့အရသာရှိစေမှာပါနော်ကြက်သားနဲ့နေတော့မှာပဲတေရီယာကီဆော့စ်လေးဖြောပါမယ်။ငှက်မြားကြီးအကျဲကိုတော့ထမင်းစားစွန်းနဲ့တစွန်းထည့်ပေးပါတယ်။ပဲငှက်မြားကြီးအနောက်ကိုတော့အယောင်လေးလာဖို့အတွက်ပဲထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ဖက်ရည်စွန်းနဲ့ဇွန်းတစ်ဝက်စာပဲထည့်ပေးပါမယ်။ပုံမှန်တိုင်းတေရီယာကီဆော့ဆိုလို့ရှိရင် brown sugar ကအဓိကပေါ့နော်။ဒါပေမဲ့စနီယာ healthy recipe နဲ့ချက်ပြတာဖြစ်လို့ပြားရည်ကိုပဲထမင်းစားစွန်းတစွန်းခွဲခန့်အသုံးပြုလိုက်ပါတယ်။တကြားကိုရှောင်လိုက်ပြီးတော့ပြားရည်တွေကအချိုတက်လေးကိုပဲယူလိုက်တဲ့သဘောမျိုးပေါ့နော်။ sauce ကိုကြက်သားနဲ့ရောပြီးတော့ချက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေလေးနည်းနည်းရောပြီးတော့ sauce ကျဲပုံစံလေးဖြစ်အောင်လုပ်ပေးလိုက်ပါတယ်။ပြီးရင်တော့အနက်မွေးမွေးလေးဖြစ်ဖို့အတွက်ကြက်သွန်ဖြူနှုတ်ဆင်းထားတာလေးကိုထမင်းစားစွန်းနဲ့တစွန်းခန့်ထည့်ပေးလိုက်ပါတယ်။ဒီနေရာမှာစနီးကစားတွေအရသာမုံတွေလုံးဝမထည့်ထားပါဘူးနော်။ဘာလို့လဲဆိုတော့ sauce ကနည်းနည်းခက်ပြစ်ပြစ်လေးချက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့စားနဲ့အရသာမုံတွေထည့်သွားလိုက်မယ်ဆိုရင် sauce ကငံသွားမှာပါနော်။နှက်ထားတဲ့ကြက်သားလေးမိနစ်30ပြည့်သွားပြီဆိုရင်တော့စကင်ပါမယ်နော်။မကတ်အိုးထဲမှာမီးအနေတော်လေးနဲ့စီလုံးဝမထည့်ဘဲနဲ့ကင်ပေးရပါမယ်။ကြက်သားကင်နေတော့မှအာလူးလေးလည်းပြုတ်ထားလိုက်ပါမယ်။တစ်ဖက်ကကြက်ပြီးဆိုတော့မှနောက်တစ်ဖက်ကိုလန်ပေးရပါမယ်။ဒါမှကြက်သားလေးကကြေမသွားမှာပါ။ဒီနေရာမှာကိုကနည်းနည်းဆွဆွအီလေးစားခြင်းနေဆိုရင်တော့ဒီလောက်ကြီးကြက်အောင်ကင်စရာမလိုဘူးပေါ့နော်။တနည်းကအပေါ်ချောလေးတင်းပြီးတော့ပိုကျက်တဲ့အသားလေးတွေကိုစားရတာကြိုက်နေတတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းအကျက်လိုအောင်ကင်ထားပါတယ်နော်။ဒါကတော့မိမိစိတ်ကြိုက်ပါပဲနော်။ကြက်သားနှစ်ဖက်လုံးအကျက်ညီသွားပြီဆိုရင်အစောအဖြော်ထားတဲ့ teriyaki sauce လေးလောင်းပြီးတော့အခုလိုမျိုးလေးကြက်သားတွေကိုအရသာလေးတွေဝင်သွားအောင်လို့လှိမ့်ပြီးတော့စနီတို့ချက်ပေးရပါမယ်။ carbohydrate တက်ကိုစနီကထမင်းနဲ့မစားဘဲနဲ့ chicken steak ပုံစံလေးစားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အာလူးထောင်းလေးနဲ့တွဲစားမှာပါနော်။ပြီးသားအာလူးလေးတွေကိုအခုလိုမျိုးခြေပြီးသွားရင်စကားလေးနဲ့ပြန်တိုက်ချပေးရပါတယ်။ဒါမှအာလူးလေးကအနှစ်ပုံစံလေးဖြစ်ပြီးတော့စီစီပိုင်ပိုင်လေးနဲ့ပို့ပြီးတော့စားကောင်းမှာပါနော်စားရတဲ့အခါမှာလည်းနုနုညံ့ညံ့အရသာလေးပိုရစေပါတယ်နည်းနည်းလေးတော့စိတ်ရှည်ပေးရပါတယ်နော်အာလူးထောင်းလောက်တာလေးကလက်ဝင်ပါတယ်ရှင်စကားတိုက်ပြီးသားအာလူးအနေထားလေးကအခုလိုမျိုးစီစီပိုင်ပိုင်လေးဖြစ်နေမှာပေါ့နော်ပြီးရင်တော့အာလူးထောင်းလေးတွေကိုအရသာဝင်အောင်လို့ပြန်ချက်ပေးပါမယ်ထောဘက်ကိုတော့လက်ဖက်ရည်စွန်းနဲ့ဇွန်းတစ်ဝက်စာပဲထည့်ပေးထားပါတယ်တက်နိုင်သလောက်စီချောင်းတဲ့သဘောပါနော်ပြီးရင်တော့အစောစကားတိုက်ပြီးသားဖြစ်တဲ့အာလူးအနှစ်ကလေးတွေထည့်မယ်အရသာအတွက်ကိုတော့စားလေးပပလေးထည့်ပါမယ်စားအများကြီးထည့်စရာမလိုပါဘူးเนาะငံသွားတတ်ပါတယ်ရှင်ပုံမှန် mashed potato ကိုတော့ cream လေးနဲ့ချက်တာဖြစ်ပြီးတော့စနီကဒီနေရာမှာ high protein ဖြစ်အောင်လို့ပဲနိုလေးနဲ့ပဲချက်ပါမယ်เนาะ protein တက်လေးလည်းရတယ်အာလူးထောင်းအရသာဆင့်ဆင့်လေးလည်းရအောင်လို့ပဲနိုလေးနည်းနည်းလေးရောပြီးတော့ချက်ပေးလိုက်ပါတယ်ပြီးရင်တော့တေချာနှက်စအောင်မွေပြီးတော့အရေခမ်းသွားပြီးတော့စီစီပိုင်ပိုင်လေးဖြစ်တဲ့အထိချက်ပေးရပါတယ်အာလူးချက်ထားတာလေးကဒီလိုအနေထားလေးရောက်ပြီဆိုရင်တော့နူးညံ့အိဆက်နေတဲ့အာလူးထောင်းလေးတစ်ပွဲရပါပြီเนาะအနောက်တိုင်းစားတောက်ဆိုင်တွေမှာအသားခင်တွေနဲ့တွဲပြီးတော့ထည့်ပေးနေတဲ့ mashed potato ချက်နီးလေးပါစနီးကတခါလေးပြပေးလိုက်တာပါတကယ်တမ်း teriyaki chicken ကိုထမင်းနဲ့စားတာပို့ပြီးတော့လိုက်ဖက်ပြီးမယ်စနီးကထမင်းနဲ့မစားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ steak ပုံစံလေးဒီလို mashed potato လေးနဲ့တွဲစားလိုက်တာပါเนาะအာလူးထောင်းလေးလည်းအစင်းသင်းဖြစ်ပြီးဆိုရင်တော့ plating လေးပြင်ပါတော့မယ်တခါတလေအစီချဝေးချနေရင်လည်းခြူရာလေးတွေစားခြင်းနဲ့တောင်းတတဲ့စိတ်ဖြစ်လာလို့ရှိရင်ဒီလိုမျိုးကြက်ကင်ချိုလေးလှုပ်စားလိုက်တာစနီတို့ရဲ့အချိုစားခြင်းစိတ်လေးကိုခဏတာတော့ပြေပြောက်သွားမယ်လို့ခံစားရပါတယ်။တဘာဝအချိုတက်လေးလည်းဖြစ်တယ်အချိုစားပြီးသားလည်းဖြစ်တယ် high protein ဖြစ်တယ်ကြက်သားကိုလည်းစားပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်မလို့တစ်ချက်ခုနှစ်ချက်ပြတ်ပေါ့ရှင်။အစီချဝေးချနေတဲ့အချိန်မှာအဓိကလိုအပ်တဲ့ဝမ်းမှန်ဖိုက်ချက်စီတဲ့ fiber ဓာတ်လေးတွေလည်းပါအောင်စားပေးရတယ်ပေါ့နော်။အဲ့အတွက်ကြောင့်မလို့စနီကဥနီနဲ့ပဲသီးစိမ်းလေးတွေကိုပါတစ်ခါရဲတွဲစားပေးလိုက်ပါတယ်။နှမ်းလေးကတော့ဖြူစားခြင်းလည်းရတယ်လို့မဖြူစားခြင်းလည်းရတယ်ပေါ့နော်ဂျပန်လူမျိုးတွေချက်ပြတယ်တရီယာကီချစ်ကင်းမှာဆိုရင်နှမ်းဖြူထားတာလေးတွေတွေ့လို့စနီကလည်းလိုက်ရောင်ပြီးတော့နှမ်းဖြူလိုက်တာပေါ့နော်ဒီတရီယာကီချစ်ကင်းလေးကိုလေနေခင်းမှာထမင်းလေးနဲ့တွဲဖက်စားတဲ့ဟင်းအနေနဲ့အသုံးပြုလို့ရတယ်လို့ညဘက်မှာလည်းထမင်းတွေကာဘိုဟိုက်ဒရိတ်တွေမပါဘဲနဲ့သူ့ကြည့်ပဲဒီတိုင်းကြက်သားခင်သဘောမျိုးလေးလဲစားလို့ရပါတယ်နော်
စနီကတော့လေသူ့ရဲ့အရည်လေးကြီးနဲ့အသားလေးတွေကိုတွတ်တွတ်ပြီးတော့စားလိုက်အာလူတောင်းလေးနည်းနည်းလေးမြုပ်မြုပ်ပြီးစားလိုက်နဲ့တော်တော်ဂရင်းတွေ့နေရပါရှင်အခုလိုမျိုး healthy recipe လေးဖြစ်ရမယ်အရသာလည်းကောင်းရမယ်ဆိုတဲ့အစားအသောက်လေးတွေကိုချက်ပြုတ်တက်ချင်တော့စနီကိုမမေ့ထားနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော် see you ပါ